ကဲဒီနေ့တော့ဆက်လေးမင်းဆောင်သားတွေအရာတိုင်းသားတွေရဲ့တခြင်းမကောင်းဘူး quality မရှိဘူးတောသခြင်းလို့ပြောနေတာကိုချေပေါက်ဖို့အတွက်ဟင်္ဒရာမကြီးလေးတက်ဝေအောင်ရဲ့မြစ်တာသားဆိုတခြင်းထွက်လာကျွန်တော်တို့နားထောင်လိုက်မယ်ရွှေအစင်ရွှေမီလေးလို့ခုနဆောင်တိုင်းထိန်လေးနဲ့သူကောင်းချီဆုံးသူတကူလုံးကြောကြောကလေးတွေတစိမ့်စိမ့်ငေးသူလာလေးချစ်စရာလေးကွယ်ကဲတချင်းလေးနဲ့နားထောင်ပြီးတော့ဆိုတော့ညီလေးကျွန်တော်ဟင်္ဒရာသားလေးညီလေးတက်ဝေအောင်ရဲ့ YouTube channel မှာအပြည့်အဝသွားအောင်နားထောင်လို့ရပါပြီသူ့ရဲ့ကျွန်တော် mention ခေါ်ထားတဲ့သူ့ရဲ့ဒီ TikTok အကောင့်မှာလည်းသွားအောင်နားအပေးလို့ရပါပြီကျွန်တော်တို့ AR 14မိနစ်ရဲ့သားတွေအတွက်တကယ်ဒါရန်ကောင်းတဲ့ညီလေးတယောက်ပေါ်ထွက်လာတာဂုဏ်ပြုပြရပါအခုလိုလှုပ်ပြီးလို့ကျေးဇူးတင်ပါညီလေးအကောင်းဆုံးဆက်ပြီးတော့ကြိုးစားပါအပေးနေပါတယ်ညီလေး